လူမှုကွန်ရက်ပေါ်နဲ့မြေပြင်အခြေအနေမှာလူစိတ်ဝင်စားခြင်းမြင့်တက်နေတဲ့ရက်20နီးပါးပုံနှကတိုက်ခိုင်ရတယ်လို့ပြောဆိုနေတဲ့တာကေတမြို့နယ်၄ရပ်ကွက်နေအိမ်ရဲ့နောက်ွယ်မှာအကြောင်းအရာများဒေသခံများပြောဆိုမှုတွေရှိလားကိုယ်တိုင်တွားရောက်ကြည့်ရှုသူတို့ရဲ့ပြောပြချက်များ တရေပြစ်တယ်ဆိုပကံကြီးနော်တရေတွေပြစ်တာတဲ့ဒီပကံကြီးအဲ့ပကံလုံးကြီးစူပါဂျော်မီဒီယာပြည်ကြီးများအားလုံးပဲမင်္ဂလာပါခင်ဗျာအခုတစ်ခါမှဆိုလို့ရှိရင်တော့Facebook Social Media ထပ်ပေါ်မှာရက်20နီးပါးပုံနှကတိုက်နေတယ်လို့ပြောဆိုနေတဲ့တက္ကသိုလ်မြို့နယ်၄ရပ်ကွက်မှာရှိတဲ့နေအိမ်ကိုစိတ်ဝင်စားလာရောက်ကြည့်ရှုသူတွေနဲ့အခုချိန်ထိစီကားလေးရရှိနေပြီးတော့တက္ကသိုလ်မြို့နယ်၄မြင်းဆောင်တောင်ရပ်ကွက်အောင်သစ္စာ9လမ်းနဲ့6လမ်းကြားမှာလူမနေတဲ့အိမ်အနောက်ဘက်မှလမ်းပေါ်ကိုကျွေပကံကျွေခွက်များပြစ်ပေါက်မှုတွေကျူးလွန်သူရှာမတွေ့ပဲစိတ်ဝင်စားလာရောက်ကြည့်ရှုသူတွေနဲ့စီကားလေးရရှိကြောင်းကနေဦးသတင်းတွေထွက်ပေါ်လာပြီးနောက်ပိုင်းမှာအဆိုပါဖြစ်စဉ်ကိုလူမှုကွန်ရက်စာမျက်နှာမှာပုံနှကတိုက်တဲ့နဲ့သူတရားပြောဆိုရေးသားမှုများရှိတော့လဲစိတ်ဝင်စားလာရောက်ကြည့်ရှုသူများကိုလက်ခံနိုင်ပွဲမရှိဘဲထို့သို့ကျွေပကံလုံးများနေ့စဉ်ရက်ဆက်ပြစ်ပေါက်နေမှုရဲ့အကြောင်းရင်းကိုသာသိလိုကြောင်းပြောကြားမှုတွေလည်းရှိနေပြီးတော့တက္ကသိုလ်မြို့နယ်၄ရပ်ကွက်အောင်သစ္စာ9လမ်းမှာနေထိုင်သူတို့ကဒီလိုဖြစ်နေတာက15ရက်20နီးပါးလောက်ကြာနေပါပြီဧပြီလအစလောက်တည်းကဖြစ်နေတာအစကလူတွေကတော်တော်လန့်နေကြတယ်နေ့လည်ခင်း2နာရီခွဲ3နာရီလောက်ဆိုရင်လမ်းပေါ်ကိုကျွေပကံလုံးတွေပကံပြားတွေတယောက်ကလှမ်းပစ်လိုက်တယ်လို့ကိုကွဲကုန်တာပါလမ်းသွားလမ်းလာတွေကိုထိခိုက်လာတာတော့မရှိသေးဘူးညဘက်ဆိုလို့ရှိရင်လည်းညနေ6နာရီဝန်းကျင်ကနေပြီးတော့9နာရီလောက်ဆိုရင်စပြီးတော့ပြစ်ပြီးဒါပေမဲ့ဘသူကဘလို့ပြစ်လိုက်တယ်ဆိုတာလဲရှာမတွေ့သေးဘူးပြစ်လိုက်တာကိုသိလို့လူအုပ်စုလိုက်ရှာပေမဲ့လည်းပြစ်တဲ့လူကိုလည်းရှာမတွေ့ဘူးဆိုပြီးတော့လည်းပြောနေတယ်လို့အရင်နေ့တွေကဒီကိစ္စနဲ့ပတ်သက်ပြီးတော့နာမည်ကြီးသတင်းကြီးလာတဲ့အတွက်ကြောင့်မို့လို့ရဲတွေကလည်းလာသွားသေးတယ်ဒါပေမဲ့ဘသူပြစ်တယ်လဲဆိုတာကိုအခုထိရှာလို့မတွေ့ဘူးဆိုပြီးတော့လည်းပြောဆိုမှုတွေရှိနေတယ်လို့အခုချိန်မှာအဲ့ဒီနေအိမ်ကိုဒေသခံတွေကအထူးလာရောက်ကြည့်ရှုမှုတွေများပြားပြီးတော့ညဘက်ဆိုလို့ရှိရင်စီကားနေတယ်လို့အဲ့လိုမျိုးလူများစွာစီကားနေတဲ့ကြားမှာပဲညပိုင်းမှာပို့ပြီးတော့ဆိုးရွားတတ်တဲ့အခြေအနေနဲ့တောင်းကျမ်းနေကြောင်းကိုလည်းပြောဆိုမှုတွေတင်းတင်းကြပ်ကြပ်ထွက်ပေါ်နေတာဖြစ်ပြီးဒီဖြစ်စဉ်နဲ့ပတ်သက်လို့လူအများစုကတော့အဲ့ဒီအိမ်ရှိမှာရှိနေတဲ့ပင်ကြီးကိုခုတ်လိုက်လို့အခုလိုမျိုးတွေဖြစ်လာတာဆိုပြီးတော့လည်းပြောဆိုနေတယ်လို့နောက်ွယ်မှာပကြီးကားကြောင့်တရေ6ခံရတယ်ဆိုပြီးတော့လည်းပြောဆိုမှုတွေကရှိနေပြန်တာလည်းဖြစ်ပါတယ်အဲ့ဒီအိမ်ရဲ့အရှိကိုကိုယ်တိုင်တွားခဲ့တဲ့အမျိုးသမီးတဦးရဲ့လူမှုကွန်ရက်ဆိုရှယ်မီဒီယာထက်ပေါ်မှာပြောပြချက်တွေအရာကျမတို့နာကအောင်သစ္စာ6လမ်းပကြီးတင်နှန်းအိမ်မှာတရေ6တာကားမှန်နေလဲကွယ်ခဲတွေနဲ့လဲပေါက်ဖန်ခွက်တွေနဲ့လဲပေါက်လို့နာမည်ကြီးနေတာဘော်ဒါတွေအရန်ပြောကြလို့တွားချင်ပေမဲ့မတွားအားပါဘူးမယုံတာလဲပါပါတယ်ကိုယ်တွေလဲကြောင်းတက်ခဲ့တဲ့ကြောင်းကနောက်အိမ်ဆိုတော့ရင်းနှီးနေတာမဖြစ်နိုင်ဘူးပေါ့နေ့လေကအဲ့ဒီအိမ်ကိုရဲတွေလည်းရောက်လာပါတယ်ဆိုတော့ဘေးအိမ်ကအဖွားကပုံနှကတိုက်တာတဲ့တွားကြည့်ပါတယ်ည8နာရီလောက်ကျတော့ကလေးတွေနဲ့အတူတွားကြည့်ကြတာပေါ့ဟိုရောက်တော့လူတွေကအများကြီးပဲအသည့်တွေကိုမေးကြည့်တော့တကြံတွေကဖြစ်နေတာတဲ့အခုမှပိုဆိုးလာတယ်လို့လည်းသိရပါတယ်အိမ်ကရှေးဟောင်းလေးတဲ့တိုက်အိမ်ကြီးပါရှေးဟောင်းပစ္စည်းနဲ့ပကြီးကားတွေကလည်းအပြည့်ပါပဲပကြီးတင်တန်းလဲဖွင့်ထားသလိုကော်ဖီဆိုင်လေးလဲလုပ်ထားပါတယ်တဲ့အခုကအိမ်ရှင်တွေမရှိပါဘူးတဲ့နေပြန်နေပါတယ်တဲ့ညကအဲ့ဒီအိမ်တွေကလူတယောက်မှပြန်မရဘူးတဲ့ရက်ွက်လူကြီးတွေကည2နာရီထိပြန်မယ်လို့ရင်ပစ္စည်းတွေနဲ့ပြစ်ပေါက်လို့တဲ့အုတ်ခဲအလုံးကြီးကိုအိမ်နောက်ကနေပြစ်တာအိမ်ရှိလမ်းပေါ်တောင်ရောက်ပါတယ်တဲ့ဖန်ခွက်တွေဆိုလို့ရှိရင်ပြစ်တာဖန်ခွဲတွေနဲ့ကိုပြည့်နေရောအဲ့ဒီနောက်မှာရထားတဲ့ကားတွေရဲ့မှန်မှာကွဲပါတယ်အိမ်ဘေးမှာဗတောက်ပင်ကြီးရှိပါတယ်တဲ့တချို့ကြတော့အရင်ကလေးကခြောက်တာပါတယ်အဲ့ဒီဗတောက်ပင်မှာရှိပါတယ်တဲ့အပင်အောက်မှာထိုင်နေတာမျိုးမဲမဲအကောင်ကြီးအိမ်ဘေးနားမှာတွေ့တာမျိုးတွေလည်းဖြစ်တတ်ပါတယ်တဲ့အခုကအဲ့ဒီအပင်ကိုခုတ်လိုက်တော့နေစရာမရှိလို့တောင်းညမ်းတာတဲ့အဲ့ဒီအိမ်ရဲ့လေးတန်းမြောက်ကိုစောက်ထားတာမကြသေးဘူးတဲ့အိမ်ဆောက်တုံးကလည်းအိမ်ပေါ်ကနေအုတ်ခဲနဲ့ကြွေပြားတွေလူတွေလာရင်ပစ်ချလို့အိမ်ရှင်ကရှင်းရပါသေးတယ်တဲ့သူတို့ပစ္စည်းမှန်ပေမဲ့သူတို့မလုပ်ပါဘူးတဲ့နားထောင်နေရင်အိမ်ရှိဘက်ကဗတောက်ပင်ရှိတဲ့ဆိုင်နာကကောင်မလေးတွေနဲ့တွားကြည့်မိပါတယ်ဘေးနားမှာလူတွေလည်းရှိနေတာကိုကိုရီကတော့ရှေ့ဆုံးကပေါ့အိမ်ထဲကိုတော့နှိမ့်ခင်းပေးဝင်နေတဲ့အခုကအိမ်ပိုင်ရှင်ရောက်လာတော့စစ်နေကြလို့တဲ့တဏီကုံတောင်းကျမ်းနေတာသူတို့ကတော့ဗတောက်ပင်ကလို့ပြောပေမဲ့သေချာမသိပါဘူးတဲ့စကားပြောနေရင်းနဲ့ပဲအုတ်နေရန်ကိုပိတ်ရိုက်တဲ့ဖုံးဆိုတဲ့အတန်ကြီးကလည်းထွက်လာပြန်ပါတယ်ဘေးကလူတွေလည်းအကုန်ကြားပါတယ်အကုန်လည်းအုံခဲလာကြပြန်ပါတယ်အားလုံးလည်းကြောင်ကြည့်နေကြတာပေါ့ဒုတိယတက်ပဒင်းပေါက်ကနေအဖြူတုံးတစ်ခုကိုခြံထဲကိုပစ်လိုက်တာဆိုင်ကကလေးတွေလည်းထအော်ကြပါတယ်လူတွေအားလုံးလည်းပြူးပြီးတော့ပဲကြည့်နေနိုင်ပါတယ်အားလုံးကစိတ်ဝင်စားနေရှိနေပြီးတော့ဒီနေရာမှာလည်းလူတွေအုံခဲနေပါတယ်
ခြံကြီးကလည်းပေ60ဆိုတော့လူတွေကအဲ့ဒီဘက်မှာကြည်နေနေတဲ့စကားတွေပြောကြခဏနေတော့လေဟိုဘက်ခြံဝရန်တာကနေထပ်ပစ်ချလို့လူတွေကပြန်ပြေးကြည့်ကြနဲ့မန်းနဲ့ဆရာထူးကန့်ကျော်လဲအိမ်ထဲကိုရောက်နေပါတယ်ပြေးရည်တွေနဲ့အိမ်ကိုလည်းပတ်နေပါတယ်ကြည်နေနေတော့မှဘလုတ်တွေလောက်ရအောင်မယ်ဆိုပြီးတော့ပဲပြန်လာလိုက်ပါတယ်မနေ့ကဘလို့အဖြေထွက်မလဲမသိပါဘူးပကြီးတင်တန်းအိမ်ဆိုတော့ကတ်လွယ်လို့လားရှေးဟောင်းပစ္စည်းတွေရောင်းတော့ကတ်ပါလာတာလားဒါမှမဟုတ်အစတည်းကဗတောက်ပင်မှာရှိပြီးတော့ခြောက်နေတာကိုအခုအပင်ခုတ်လို့စိတ်ဆိုးနေတာလားဆိုပြီးတော့လေဒေသခံတွေကပြောနေကြပါတယ်တခါမှတော့မကြုံဘူးလို့ကိုမျက်စိရှိတင်ဖန်ခွက်အဖြူနှစ်ခွက်ကလွင်ပြီးကြလာတာကြည်ပြီးတော့လေအံ့ဩရပါတယ်စသဖြင့်ကိုယ်တိုင်သွားကြည့်ခဲ့သူတဦးအနေနဲ့လည်းအခုလိုမျိုးပဲရေးသားဖော်ပြမှုတွေရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့သကေတလန်ကတရေချောက်နေတဲ့အင်ကြီးဆိုပြီးတော့ခုချိန်မှာလူမှုကွန်ရက်ဆိုရှယ်မီဒီယာထပ်ပေါ်မှာအထူးရေပန်းစားနေတာဖြစ်တဲ့အတွက်နောက်ဆက်တွဲသိရသမျှသတင်းတွေကိုကျွန်တော်တို့စူပါဂျိုမီဒီယာပြည်သက်ကြီးတို့လည်းသိရှိနိုင်စေရန်အလို့ငါတင်ဆက်ဖော်ပြပေးလာခြင်းပဲဖြစ်ပါတယ်ပြည်သက်ကြီးတွေအတွေ့အမြင်တွေကိုလည်းဒီဗီဒီယိုလေး comment လေးမှာမှတ်ချက်ပြုရေးပေးသွားနိုင်ပါတယ်နောက်ထပ်ဗီဒီယိုမှာနောက်ထပ်သတင်းကြောင်းတစ်ခုနဲ့တကွပြန်လည်ဆုံတွေ့ကြရအောင်ပါပြည်သက်ကြီးတို့ရေကြည့်ရှုအားပေးကြတဲ့ဒုတိယ channel ကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ